င်္ဂလာပါFootball Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းအင်္ဂလန် Premier League ပွဲစဉ်စုစုပေါင်း၄ပွဲကစားသွားဖို့ရှိတယ်ဆိုတော့ဒီနေ့ကစားသွားမယ့် Premier League ပွဲစဉ်၄ပွဲနဲ့ပတ်သက်ပြီးတော့ကိုရလက်နဲ့တကွာတခြားရွေးချယ်မှုတွေကိုဒါဒီနေ့မှာခံမှန်းပြီးတော့သုံးသပ်ပေးတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမနေ့တုန်းကစနေနေ့တုန်းကရွေးချယ်ပေးခဲ့တဲ့ Premier League ပွဲစဉ်၅ပွဲနဲ့ပတ်သက်ပြီးရွေးချယ်မှုတွေကတော့အဆင်ပြေခဲ့တယ်ပြီးတော့ဒီကိုရလက်ခံမှန်းကိုရလက် Chorus ကိုအနေနဲ့ဆိုလို့ရှိရင်လည်းနှစ်ပွဲတိတိမှန်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်ရဲ့ Telegram နဲ့ Viber channel မှာဆိုလို့ရှိရင်လည်းမနေ့ကညတင်ပေးခဲ့တဲ့3သင်းပေါင်းကအောင်ခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့ Telegram နဲ့ Viber channel တွေမှာဆိုလို့ရှိရင်ညတိုင်းမောင်းတွေကျွန်တော်နေ့တိုင်းတင်ပေးနေတယ်ဆိုတော့မ join နေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်း join ကျင်နေဆိုလို့ရှိရင်ဒီ video ရဲ့အောက်က comment မှာpin comment အနေနဲ့ channel Viber channel link ကို Telegram channel link ကိုနှစ်ခုလုံးရှိတယ်ကိုအဆင်ပြေအောင်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည8:00နာရီခွဲမှာကစားမယ့်အင်္ဂလန် Premier League ပွဲစဉ်တစ်ပွဲဖြစ်တယ် Crystal Palace နဲ့ Wolves တို့ရဲ့ပွဲစဉ်ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်နော် Crystal Palace အသင်းကတကူသွင်းပြ60ရမယ်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကူသွင်း95ပြရှုံးမယ်ပေါ့နော် Crystal Palace နဲ့ Wolves ပေါ့နော်Crystal Palace ကလက်ရှိသူတို့ကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး15ပွဲမှာဆိုလို့ရှိရင်သူတို့အနိုင်ရခဲ့တာတစ်ပွဲပဲရှိတယ်ပေါ့နော်တစ်ဖက်က Wolves ကိုယ်တိုင်ကျတော့လေပြိုင်ပွဲစုံနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်3ပွဲလုံး Wolves ကမရှုံးကစားနိုင်ခဲ့တယ်ပြီးတော့ဒီ Crystal Palace ကိုယ်တိုင်ကျတော့လေသူတို့ကစားခဲ့တဲ့အိမ်ဝင်ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲလုံးနိုင်ပွဲလုံးဝမရသေးတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ Asian ဖြစ်တဲ့ Crystal Palace အသင်းထက်ဆိုင်တစ်ဖက်က Wolves အသင်းကိုပို့ပြီးတော့သဘောကျတယ် Wolves ဒီပွဲမှာတရေသုံးဖို့အနိုင်ကစားနိုင်မယ်ထင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ပထမရွေးချယ်ဝင်နေနေဆိုလို့ရှိရင် Wolverhampton Body ရွေးချယ်ပေးခြင်းတယ်ပေါ့နော်ပြီးတော့ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီပြောလို့ဆိုလို့ရှိရင် Crystal Palace ကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်6ပွဲကBoarding to score yes ဖြစ်ခဲ့တယ်တစ်ဖက်ကိုတကိုးစီလောက်အနည်းဆုံးရှိခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီပွဲကလည်းတစ်ဖက်ကိုတကိုးစီလောက်တော့ရှိမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေအဲ့တော့ကြောင့်ဒုတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင် Boarding to score yes ဖြစ်မယ်လို့ခန့်မှန်းပေးခြင်းတယ်ပေါ့နော်ပြီးတော့ကိုရလက်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲကတစ်ဖက်ကိုတကိုးစီလောက်နဲ့ပြီးဆုံးသွားလိမ့်မယ်ပွဲစဉ်လိုပွဲလို့ခန့်မှန်းပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒုတိယမြောက်သုံးသက်ပေးခြင်းတဲ့ပွဲစဉ်အကြတော့ဒီနေ့ည8:00နာရီခွဲမှာပဲကစားမယ် Nottingham Forest နဲ့ Liverpool တို့ရဲ့ပွဲစဉ်ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ Liverpool အသင်းကတရေချရင်ပြ90အရှုံးမယ်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဒီ Nottingham Forest ကလက်ရှိပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်သူတို့ရှုံးခဲ့တာတစ်ပွဲပဲရှိတယ်ပြီးတော့ဒီ Liverpool နဲ့တွေ့ခဲ့တဲ့ head to head နောက်ဆုံး3ချိန်မှာဆိုလို့ရှိရင်လည်း3ချိန်လုံး Nottingham Forest က Liverpool ကိုမရှုံးကစားနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့လက်ရှိဖောင်ရဆိုလို့ရှိရင် Liverpool က Nottingham Forest ကနှစ်သင်းလုံးရဲ့ခံစစ်တွေကတော်တော်လေးကောင်းနေအနေထားတစ်ခုမှရှိနေတယ်နှစ်သင်းလုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့် Nottingham Forest ကိုယ်တိုင်ကကြတော့လေပြိုင်ပွဲစုံနောက်ဆုံး2ပွဲမှာ2ပွဲလုံးသူတို့ရဲ့ခံစစ်က clean sheet ရခဲ့တယ်အဲ့2ပွဲလုံးမှာသူတို့ရဲ့ခံစစ်ကပေးဖို့လုံးဝမပေးခဲ့ရဘူးเนาะဒီတစ်ဖက်က Liverpool ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ Liverpool ကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး2ပွဲမှာဆိုလို့ရှင်2ပွဲလုံးကသူတို့ရဲ့ခံစစ်ကပေးဖို့လုံးဝမပေးခဲ့ရဘူးဆိုတော့ဒီပွဲမှာလည်းနှစ်သင်းလုံးရဲ့ခံစစ်တွေကတေချာကောင်းကောင်းမွန်မွန်ကစားနိုင်မှာကျွန်တော်အနေနဲ့ထင်တယ်ဒီပွဲကတကူလောက်နဲ့ပဲဒါအဆုံးဖြစ်သွားလိမ့်မယ်ပွဲစဉ်လိုပွဲလို့ကျွန်တော်အနေနဲ့ထင်တယ် 1-1 လောက်ပဲဖြစ်မှာလို့ထင်တယ်အဲ့တော့ကြောင့်ဒီပွဲစဉ်တော့ဆိုလို့ရှိရင်တော့9 6 9ပဲရွေးချယ်ပေးခြင်းနဲ့ပြီးတော့9ရလက်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲကတစ်ဖက်ကိုတကူစီလောက်နဲ့ပြီးဆုံးသွားလိမ့်မယ်ပွဲစဉ်လိုပွဲလို့ပဲခန့်မှန်းပေးခြင်းနဲ့ပေါ့နော်ဆိုတော့ဒီနေ့အတွက်တတိယမြောက်သုံးသက်ပေးခြင်းနဲ့ပွဲစဉ်ကကျတော့ဒီနေ့ည8:00နာရီခွဲမှာပဲကစားမယ် Sunderland နဲ့ Fulham တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ကြေးရတော့ဒါတဲတဲပဲထွက်လာတယ်ပြီးတော့9ပေါင်းကြေးအရာဆိုလို့ရှိရင်တော့2ဂိုးသွင်းပြ90ရှုံးမယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင် Sunderland ပေါ့ Sunderland ကဒီရာဒီအိမ်ဝင်းမှာဆိုလို့ရှိရင်တော်တော်လေးကောင်းနေတဲ့မှာပါတယ်ဒါသူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး73ပွဲကိုကျွန်တော်ပြန်ကြည့်ရှုံးခဲ့တာတစ်ပွဲပဲရှိခဲ့ပြီးအနိုင်ရခဲ့တာ9ပွဲတိတိပါတယ်ပေါ့နော်တစ်ဖက်က Fulham ကိုယ်တိုင်ကျတော့လေဒီရာဒီကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး4ပွဲမှာဆိုလို့ရှိရင်4ပွဲစရိုက်နိုင်ပွဲပြောင်းနေတဲ့အသင်းဖြစ်တယ်ဆိုတော့ဒီပွဲကဒီလက်ရှိအခြေအနေတွေဖောင်ရဆိုလို့ရှိရင် Sunderland ရဲ့အိမ်ဝင်းဖောင်ကတော်တော်လေးကောင်းနေတယ် Sunderland ရဲ့အိမ်ဝင်းဖောင်ကောင်းတော့တစ်ဖက်က Fulham ရဲ့အဝေးကွင်းဖောင်ကလက်ရှိမှာညံ့နေတာဖြစ်တဲ့ကြောင့်ဒါလူတိုင်း Sunderland ကိုဒီပွဲမှာပိုသဘောကျမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီ body ကြေးအရာကိုကျွန်တော်ပြန်ကြည့်ရင် Sunderland ဘက်ကကြေးထွက်တင်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့တဲတဲအနေထားတစ်ခုမှာကျွန်တော်တော့ကြေးအရာကြည့်ပြီးတော့ဆုံးဖြတ်မယ်ဆိုလို့ရှိရင်ဒီပွဲမှာ Sunderland တဲ့ဆိုင်တစ်ဖက်က Fulham ကိုပဲပို့ပြီးသဘောကျမိရဲ့အဲ့တော့ကြောင့် Fulham body ရွေးချယ်ပေးမယ်ပြီးတော့ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင် Sunderland ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုလို့ရှိရင်4ပွဲက2သင်းပေါင်းသွင်းကို2ဂိုးအထက်ကိုရောက်ခဲ့တယ်ပြီးတော့ဒီ Fulham ကိုယ်တိုင်ကကြတော့လေဒီနောက်ဆုံးသူတို့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်ဒီနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်2သင်းပေါင်းသွင်းကို2ဂိုးထက်ပိုပြီးများခဲ့တယ်ကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီပွဲကနှစ်ဖက်သင်းသွင်းကို2ဂိုးလောက်အောင်စားကြည့်ရမယ်ကျွန်တော်နေထင်တယ်အဲ့အတွက်ကြောင့်ဂိုးပေါင်းကြီးအရာလဲ2ဂိုးသွင်းတဝက်ပဲရှုံးမယ်2ဂိုးသွင်း50ရှုံးမယ်ကြီးတစ်ခုမှာကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပြီးတော့ဂိုးရလက်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာ
4-1 2-1 လောက်နဲ့နိုင်သွားလိမ့်မယ်လို့ခန့်မှန်းပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည7:00 နာရီမှာကစားမဲ့ Tottenham Hotspur အသင်းနဲ့ Arsenal တို့ရဲ့ပွဲစဉ်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ Arsenal အသင်းကတကူတွင်25ပြရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးတွင်65ပြရမယ်ပေါ့နော်အဲ့တော့ဒီ Arsenal ကစားခဲ့တဲ့ဒီစပါးနဲ့တွေ့ခဲ့တဲ့ head to head နောက်ဆုံး6ချိန်ကျွန်တော်ပြန်ကြည့်4ချိန်ကအပြန်လည်သွင်းကို Potinto score yes ဖြစ်ခဲ့တာကိုတွေ့ရလိမ့်မယ်ပြီးတော့စပါးကိုယ်တိုင်ကလက်ရှိသူတို့ကစားခဲ့တဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်အပြန်လည်သွင်းကိုရှိခဲ့တာများတယ်ပြီးတော့ဒီနေ့သင်းရဲ့ head to head တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် head to head တွေက Potinto score yes နဲ့နှစ်သင်းပေါင်းသွင်းကိုရှိတာကိုတွေ့ရလိမ့်မယ်ဟုတ်လားဆိုတော့ဒီပွဲမှာလည်း Potinto score yes ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ကြောင့်ဒီပထမရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင် Potinto score yes နဲ့ခိုးပေါ်ရွေးချယ်ပြီးချိန်တယ်ပေါ့နော်ပြီးတော့ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာ Arsenal body ကိုပို့ပြီးတော့သဘောကျရပေါ့နော်စပါးကလက်ရှိအိမ်ဝင်းနောက်ဆုံး9ဝဲမှာဆိုလို့ရှိရင်9ဝဲလုံး9ဝဲလုံးကမရသေးဘူးတစ်ဖက်က Arsenal ကိုယ်တိုင်ကြတော့လေပြိုင်ပွဲဆုံးအဝေးခွင့်နောက်ဆုံး10ဝဲမှာဆိုလို့ရှိရင်10ဝဲလုံးရှုံးဝဲမရှိအောင်ကစားနိုင်ရတယ်ပြီးတော့ဒီစပါးနဲ့တွေ့ခဲ့ head to head တိုင်းလို့မှာ Arsenal ကတော်တော်လေးကိုဒီထိတဲ့တိစုံမှတ်တမ်းနေမှာတော်တော်လေးကိုအသာရတာတော့တွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်အနေနဲ့ Arsenal body ကိုဒုတိယရွေးချယ်မှုအနေနဲ့ရွေးချယ်ပေးခြင်းတယ်ပေါ့နော်ပြီးတော့ဒီပွဲစဉ်တွေကိုရလက်အနေနဲ့ဆိုလို့ရှိရင် Arsenal 3-1 လောက်နဲ့နိုင်သွားလိမ့်မယ်လို့ခန့်မှန်းပေးခြင်းတယ်ပေါ့နော်